မင်္ဂလာပါဒီနေ့ကတော့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ထိပ်ကဓာတ်ပုံရိုက်လို့ကောင်းမယ့်နေရာရှောက်လေလို့ကောင်းမယ့်နေရာတစ်ခုကိုခေါ်တော့ရှင်ပါတယ်တယောက်တည်းပဲဖြစ်ဖြစ်အဖော်တင်တဲ့ပဲဖြစ်ဖြစ်ကွာလာလမ်ပူမြို့ကိုရောက်ပြီဆိုရင်ဒီနေရာတွေကရောက်ဖူးသိတဲ့နေရာတွေအထက်မှာပါပါတယ်ဒီနေရာကိုသွားမယ်ဆိုရင် Central မရဲ့ဘေးကလေကားလေးတိုင်းတက်ပြီးတော့အောက်ကိုဆင်းသွားလိုက်ရုံပါပဲကျွန်တော်တို့ဒီအောက်ကိုရောက်ပြီဆိုရင်ဒီလမ်းလေးအတိုင်းရှောက်သွားပြီးတော့လက်မတစ်ဖက်ကိုကူးလိုက်ပြီဆိုရင်ရှေ့မှာအရန်လာတဲ့မြေပြင်တွေကိုမြင်ရမှာဖြစ်တယ်ဒါကတော့မလေးရှားရဲ့မြစ်ဆုံပေါ့နော်ဒီကလန်းမြစ်နဲ့ဂွန်ဘဲမြစ်တို့ဆုံတဲ့နေရာမှာဆောက်ထားတဲ့မလေးရှားရဲ့တကယ်ကိုတမိုင်းဝင်မက်ဂျစ်ဂျာမက်ဖြစ်ပါတယ်ဒီနေရာဒီမှာပေါ့တကယ်ကိုခရီးသောအစ်တီတွေနဲ့စီစီကားကားရှင်းတာကိုတွေ့ရတယ်ညဘက်ဆိုရင်မရောက်တဲ့အရန်ကိုလှပပါတယ်ဒီကနေဆက်တော်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမလေးရှားရဲ့လွယ်လွယ်ရေးဂျင်ပြည်လို့ခေါ်တဲ့ဒါတာရန်မာဒေကာကိုရောက်ရှိမှာဖြစ်တယ်ဒီနေရာဟာဆိုရင်လည်းအရန်ကိုလှပပြီးတော့မလေးရှားနိုင်ငံရဲ့အထင်ကရနေရာတစ်ခုပါဒီဆောက်ဦးကိုတော့ပန်ဂူရန်ဆူတန်အဘတူဆာမဲလို့ခေါ်ပြီးတော့မလေးရှားနိုင်ငံရဲ့အထင်ကရအဆောက်အဦတမန်ဝင်အဆောက်အဦတစ်ခုလေးဖြစ်တယ်အခုလိုမျိုးရှေးဟောင်းအဆောက်အဦနဲ့ခေတ်ပေါ်မိုးမျှော်တိုက်တဲ့ရဲ့မြေကွင်းကတော့တကယ်ကိုလှပပါတယ်ပြီးတော့ဒီ I love care ဆိုတဲ့နေရာမှာကိုတိုင်ပဲတက်ပုံရိုက်မလားဒါမှမဟုတ်တက်ပုံရိုက်တဲ့စော်တွေကိုပဲလိုင်းငန်းမလားဆိုတာကတော့မစ်စီတို့တော့ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်Bye bye.